မသိခင်ရောက်ဖူးသွားတဲ့နော်မင်္ဂလာဆောင်များနံပါတ်1အနေနဲ့ကတော့လေထဲကမင်္ဂလာဆောင်ပဲဖြစ်ပါတယ်900လီမီဂိုတိတ်ကျွေးမယ်ဆိုရင်တော့မှတစ်သက်လုံးမသွားမဲ့မင်္ဂလာဆောင်လေးတစ်ခုရှိပါတယ်အဲ့ဒါကတော့ဒီစုံတွဲမင်္ဂလာဆောင်ပါမင်္ဂလာကိုရိုးရိုးတနတ်မဆောင်မဲနဲ့တာဝရင်သာတိတက်ဆောင်ကြတာဖြစ်ပါတယ်သူတို့သားဖြစ်တဲ့သူကချစ်သူကိုအမျက်မှာထားခြင်းလို့ဆိုပြီးတော့မင်္ဂလာစဆောင်ကလေးကအမျက်မှာပဲဆောင်ဖို့ဆုံးဖြတ်လိုက်တာပါမင်္ဂလာပွဲကိုလည်းလူနေချင်းပဲကျင်းပခဲ့ပြီးတော့အရင်နှီးဆုံးမိတ်ဆွေတငယ်ချင်းတွေကိုပဲဖိတ်ကြားခဲ့ပါတယ်ဖိတ်ကြားခံရတဲ့ဧည့်သည်တွေကတော့သူတို့သားသူတို့သမီးနဲ့အတူတူတာဝရင်သာတိလိုက်သွားမှာဖြစ်ပါတယ်ဒါကြောင့်ဒါမျိုးဖန်ထွန်တဲ့ဇုံတွဲတွေရှိရင်တစ်သက်လုံးအပေါင်းအသင်းသွားမလုပ်ကြဘူးအကြံပေးကြတယ်နံပါတ်2အနေနဲ့ကတော့ကမ္ဘာဈေးကြီးဆုံးမင်္ဂလာဆောင်ပါဒီမင်္ဂလာဆောင်ကတော့တိတ်မကြသေးခင်တုန်းကမှ New Feed တစ်ခွင်မှာပြည့်ပြည့်ဆင်သွားခဲ့တဲ့တထေးလေးအမ်ဘာနီရဲ့မင်္ဂလာဆောင်ပဲဖြစ်ပါတယ်လာတဲ့ဧည့်သည်တွေကိုပဲကြည့်လိုက်ရင်ရုတ်တရက်အကယ်ဒမီပေးပွဲနဲ့ပါမှားသွားနိုင်ပါတယ်တတိကျဲဆယ်လီတွေကိုတစုတစည်းနဲ့မြင်တွေ့ရမှာဖြစ်ပြီးတော့ Special Gift ထောင်ကျော်တိတောင်ဖိတ်ကြားခဲ့တာပါတရုတ်မှလင်ကိုတောင်အိန္ဒိယဝတ်စုံလေးနဲ့မြင်တွေ့ရမှာဖြစ်ပါတယ်ဒီပွဲလေးကတော့အိန္ဒိယနိုင်ငံရဲ့အချမ်းသာဆုံးတထေးကြီးဖြစ်တဲ့အမ်ဘာနီရဲ့အငယ်ဆုံးသားမင်္ဂလာဆောင်ပါမင်္ဂလာဆောင်အတွက်ဒေါ်လာတန်း600နီးပါးအကုန်ကြားခံခဲ့ပြီးတော့3ရက်3လတိုင်ကျင်းပသွားခဲ့ပါတယ်တရက်စီမှာလည်းမတူညီတဲ့ဖျော်ဖြေရေးကဏ္ဍတွေပါဝင်ပြီးတော့ Justin Bieber, Drake, Rihanna နဲ့တခြားနာမည်ကြီးအဆိုတော်တွေလည်းဖျော်ဖြေခဲ့ကြပါတယ်ကြီးဆုံးအိန္ဒိယမင်းသားတွေဖြစ်တဲ့ဒီခန်း3ခန်းကိုပါစင်မော်တက်ခခိုင်းနေတာဖြစ်ပါတယ် Special Guest 1000ကျော်အတွက်လည်း Private Jet တွေပါစီစဉ်ပေးခဲ့ပြီးတော့အဝတ်အစားနဲ့ Make up လည်းအကုန်တောင်းဝင်ယူပေးပါတယ်တကယ်ကိုမီဂိုတိတ်ကျင်းပသွားခဲ့တဲ့အကြီးအကျယ်ဆုံးမင်္ဂလာဆောင်ကြီးဖြစ်ခဲ့ပါတယ်နံပါတ်3အနေနဲ့ကတော့လူအများဆုံးမင်္ဂလာဆောင်ပါလူအများစုကလက်ဖွဲ့မများရအောင်ဆိုပြီးတော့ရှစ်သမျှအတိမိတ်ဆွေတွေအကုန်လိုက်ဖိတ်တက်ကြပါတယ်အဲ့ဒီထဲမှာဒီမင်္ဂလာဆောင်ကတော့တနိုင်ငံလုံးကိုဖိတ်လိုက်သလားမှတ်ရလောက်အောင်ကိုလူအများဆုံးတက်ရောက်ခဲ့တဲ့မင်္ဂလာဆောင်ကြီးဖြစ်ပါတယ်ဒီမင်္ဂလာဆောင်ကိုလူပေါင်း3သိန်းခွဲကျော်တောင်တက်ရောက်ခဲ့ပြီးတော့ Facebook ပေါ်က friend တွေပါဖိတ်လိုက်သလားမှတ်ရပါမင်္ဂလာဆောင်တဲ့သူကဝင်ကြီးချုပ်ရဲ့သားဖြစ်နေလို့ပါတစ်ဖက်ကသူတို့သမီးဆိုတာကလည်းအိန္ဒိယကနာမည်ကျော်မင်းသမီးကြီးရဲ့မြီးဖြစ်သူဖြစ်ပါတယ်ဒါကြောင့်မြေက90ကိုလူအပြည့်ဖိတ်ကြားခဲ့ပြီးတော့လက်ဖွဲ့ထားတဲ့နေရာနဲ့တင်ဟောကန်တခန့်အပြည့်ရှိရလို့သိရပါတယ်ဒါကြောင့်လူချင်းမင်းတို့လည်းလက်ဖွဲ့များများလိုချင်နေဆိုရင် Facebook ပေါ်က friend တွေကိုပါလိုက်ဖိတ်ကြည့်ဖို့အကြံပေးချင်ပါတယ်နံပါတ်4အနေနဲ့ကတော့ဝက်ချံမင်္ဂလာဆောင်ပါဒီသူတို့သားကတော့သူ့ရဲ့ဇနီးလောင်းဖြစ်သူကိုစိမ့်လန်းဆိုပြေနေတဲ့လေကွင်းကြီးထဲမှာမင်္ဂလာဆောင်ပေးခြင်းခဲ့ပါတယ်ဒါပေမဲ့ကြည့်ရတာမင်္ဂလာရဲ့နီးမှာဖဲရှုံးသွားတဲ့ပုံရပါတယ်စီစဉ်ထားသလိုစိမ့်လန်းဆိုပြေနေတဲ့လေကွင်းကြီးတော့ရခဲ့ပေမဲ့အလင်းမှာဝက်ချံကြီးတစ်ခုတော့ပါနေပါတယ်ခမ်းမကလည်းဝက်ချံနားတင်ကက်ရက်လှုပ်ထားတာမို့လို့မသိရင်ဝက်ချံထဲမှာမင်္ဂလာဆောင်နေတယ်လို့ပဲဖြစ်ပါတယ်ဘလို့ဖြစ်ဖြစ်သူတို့သားရောသူတို့သမီးရောပျော်ရွှင်နေကြပြီးတော့ဝက်ချံမင်္ဂလာပွဲကြီးလည်းအောင်မြင်စွာကျင်းပပြီးစီးခဲ့ပါတယ်အဓိကကတော့နှစ်ယောက်စလုံးဆင်ပြေဖို့ပဲလုပ်ပါတယ်နံပါတ်5အနေနဲ့ကတော့ Beauty and the Beast မင်္ဂလာဆောင်ပါဒီစုံတွေကတော့သူများတွေနဲ့မတူပဲ Disney ကာတွန်းကားတွေကလို့မင်္ဂလာဆောင်ခဲ့ကြတာပါနှစ်ယောက်စလုံးက Beauty and the Beast ဆိုတဲ့စကားကိုငယ်စဉ်ကလေးကကြိုက်နေသက်ခဲ့ကြပြီးတော့မင်္ဂလာဆောင်ကတော့ကာတွန်းတွေကအတိုင်းပဲဆောင်ခဲ့ကြပါတယ်သူတို့သားကလည်းအကောင်ကြီးလိုဝတ်စားစီရင်ထားပြီးတော့သူတို့သမီးကလည်းမင်းသမီးလေးလိုဝတ်ဆင်ထားပါတယ်ဒီနေရာမှာတနာဖို့ကောင်းတာတစ်ခုကတော့ဖိတ်ခံရတဲ့ဧည့်သည်တွေပဲဖြစ်ပါတယ်ဧည့်သည်တွေကလည်းကာတွန်းတွေကလိုဝတ်စားထားရမှာဖြစ်ပြီးတော့စိတ်တူနေတဲ့မကောင်းဆိုးဝါးလေးတွေအဖြစ်တရုပ်ဆောင်ကြရမှာပါဒီစနေကြိုက်တဲ့သူတွေအတွက်ကတော့တော်တော်လေးပျော်ဖို့ကောင်းမဲ့မင်္ဂလာပွဲလေးပဲဖြစ်ပါတယ်အဆုံးလေးကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်